ရေတွင်မောင်း8000လေးတောင်ရေကန်မောင်း8000လေးတောင်ကြံကုန်အောင်လူပဲမဲ့လို့သာသနာထာရစ်စအမွေကန်မထိုက်ပေဘူးလို့သာရှင်မဟာမောဂလိဗုဒ္ဓဒိဋ္ဌမထေဆရာမိန်ချတော်မူခဲ့တာကတော့ကိုဤသားဖြစ်စေဂိတ္တိမာသားဖြစ်စေသာသနာတွင်ကိုသွတ်သွင်းမှသာသာသနာအမွေခံဧကမံမေသာအတောကရာသာမင်းတရားကြီးနိစနစ်ယူကသာတော်မောင်မဟိန်ညာနဲ့သမီးအလားသင်္ကမိတ်တာဒုံလဘယုံရန်ရသဗ္ဗိစိတယဟံခံကတေနွယ်တင်တော်မှာအလုံးကုန်စင်မြန်တင်ဆန်းတပိတ်ပါသင်္ကန်းပရိခရာရှစ်ပါးဆုံးနဲ့ကျန်တော်လာမန်းယောကသာသနာတွင်ကိုတွင်ပေသာယုံရန်ရပပိစိတယဟံခံကတေနွယ်တင်တော်ပါအလုံးကုန်စင်မြန်တင်ဆန်းတပိတ်ပါသင်္ကန်းပရိခရာရှစ်ပါးဆုံးနဲ့ကျန်တော်လာမန်းမြောကသာသနာတွင်ကိုသွင်းပေတာတရားအလားယုံကြည်ကလားဗုဒ္ဓရတရွှင်လန်းသင်္ကန်းရှိပါတရားအလားယုံကြည်ကလားဩရတရွှင်လန်းသင်္ကန်းရှိပါသာသနာအမွေခံဧကမံငယ်ရာအလူတကာဒီဓမ္မအာသောကာယသာကြုံကြရတဲ့သူတွေမှာအဲ့ဒီလောကုသိုလ်မျိုးမှာအဖို့တံမေရာအပေတကားဖိတ်ခါနိဗ္ဗာန်တကားဖွင့်တာအဋိဋ္ဌံတရားနဲ့သာမန်းသာဝါလို့အပေတကားဖိတ်ခါနိဗ္ဗာန်တကား
ဝဝအထဲပါမနတိမဆလို့ဒီဝရံကိုသာပဲတာတရားအလားယုံကြည်တာဘုရားရတာရွှင်လန်းသင်္ကန်းချီပါတရားအလားယုံကြည်တာဩရတာရွှင်လန်းသင်္ကန်းချီပါသာကနာ